ဒီနှစ်ခုကမိတိုက်တာနှစ်ခုဟုတ်လားဟုတ်မိတိုက်တာနှစ်ခုထပ်လိုက်ဒီမှာစမ်းဒီနှစ်ခုထဲလိုက်ဆက်ပြီးဝင်ကြတယ်အဲ့နေအောင်အဲ့နေကိုရှိနေရမှာဟုတ်တော့ခုနတိုင်းခဲ့တယ်ဟုတ်လားဟုတ်ဒီမှာဟိုကလည်းစေကောင်းနှစ်ခုစားဟုတ်အဲ့နေလေးဝါပြီးတော့မှတ်ပြီးအဲ့နေကိုပိတ်ရအဲ့နေကိုပိတ်ပြီးချီရမ်းရမ်းမယ်ဟုတ်ပြီးလို့ရှိရင်အမစစ်စစ်ယူတယ်စစ်နော်ခုနယူလာပြီမရှိနော်ဖင်းနေကြဟုတ်ကြဟုတ်ပြီးရင်တို့ဒီလိုမျိုးခွဲလိုက်မယ်စစ်ကိုလည်းခွဲလိုက်မယ်ဟုတ်စစ်ကိုလည်းခုခွဲမယ်ဟိုကခုနကချောင်းထားတယ်လမ်းထားတယ်ဖြစ်နော်အဲ့တော့မောက်ရက်စစ်ဓာတ်တို့ကဒီဘက်ကစစ်ပြောက်ဟုတ်လားစစ်ပြောက်ဆိုတော့မနှားပဲစစ်ခေါင်းရှိတဲ့ဘက်ကိုအောက်ကထားဟုတ်တာနော်ဒီလိုမျိုးမဟုတ်နော်ဒီမှာဒါဆိုရင်တို့ကမနှားပဲမနှားဘက်ကိုအောက်ကထားမယ်ဒီမှာတို့ကနမျိုးတိုက်ထားတဲ့ဟာဟုတ်လားမျိုးတိုက်ထားတဲ့ဟာလေးကိုမသိဘူးလို့ရှိရင်မြင်းကြောင်ခဲကြောင်ဆွဲထားတာနော်ဒီတိုင်းဆိုတော့မရဘူးဟုတ်ခဲကြောင်ဆွဲမယ်ပြန်တိုင်းနော်ခောက်မဲ့ဟာနဲ့ခောက်ဘယ်လောက်ထားတာတလက်မဆောင်ဟုတ်ဒီစနဲ့ပေးရနေပြီးတက်တက်နောက်ချုပ်ဒီကိုလည်းဆွဲကြရမလို့အထည်ကိုလည်းဆွဲကြရမလို့ကိုချိန်နဲ့ကိုထမ်းထားတဲ့နေရာရော့လေးပဲမှန်ဒီတိုင်းလေးပဲလိုက်တင်နေပဲဟုတ်နော်ဟုတ်စစ်ကိုလည်းဆွဲကြရမလို့ပြီးလို့ရှိရင်ဒီမှာစစ်ဒီစီးရဲ့နေရာနဲ့မိမှုကြောင်နဲ့လိုလေးထပ်လေးဟုတ်နော်ဟုတ်ဒီနေရာနဲ့မိမှုကြောင်နဲ့အဲ့လိုတင်ထားပြီးဒီတိုင်းပဲဆွဲလိုက်နော်မိမှုကြောင်လေးနဲ့စစ်နဲ့ဆန်းလာလို့ဟုတ်ဟောဒါအကျိုင်းချုပ်နော်တကြောင်ရင်ချုပ်လိုက်ပြီဒီဘက်ကျရင်ဒီဘက်ကရှိုးရမှာအောက်ကပြန်ရှိုးရမှာဟာကြလို့ရှိရင်ဒီမှာတို့ကနာဟိုဘက်ကကျန်တဲ့ဟာနည်းနည်းချိန်လိုက်နော်ဒီနှစ်ခုလုံးချိန်ပေါ့ဒီအစားလေးနည်းနည်းချိန်လိုက်ပြီးလို့ရှိရင်ဒီအပေါ်လာကြည့်အပေါ်လာကြည့်တဲ့ခါမှာဒီမျိုးစစ်ကဖြစ်နေလို့မရဒီဘက်ကလည်းဒီလိုမျိုးကြာနေလို့မရဘူးဒီဘက်ကြီးလည်းဒီလိုကြီးတက်နေလို့မရဘူးဒီနှစ်ခုကဒီလိုညီနေတယ်နော်ဟုတ်ဒီမှာကြာလိုက်ရင်ဒီလိုလေးဖြစ်နေရအောင်တစ်ဖက်ကဒီလိုမျိုးအိုက်နေတာတို့တစ်ဖက်ကဒီလိုမျိုးအိုက်နေတာမရဘူးသူစတစ်ကလေးဒီလိုမျိုးလေးပဲနော်အဲ့ဒါဒီနှစ်ခုပေးလိုက်ဒီထိတ်ကလေးကိုဒါဆောင်းလို့မရဘူးနော်ဒီလိုပေးလိုက်ဒီကလေးကိုကမသိဘူးဆိုရင်ခဲလေးနဲ့ကဲတော့သူ့အရင်ပေးလိုက်ပေးသွားရင်ခဲမှတ်ဘယ်နေရာဖြစ်ဖြစ်တစ်ဖက်မှတ်လိုက်နော်ဒီနားလေးမှတ်လိုက်အဲ့ဒါပဲခဲပြန်ဆွဲလိုက်ဆိုတော့ဒီမှာပြန်လာတဲ့ခါကျဒီဟဲနှစ်ခုကဒီလိုလေးညီနေရဟုတ်နော်အဲ့ဒါဆိုတော့ဆရာမတို့ကဒီစစ်ကိုပဲကြည့်လိုက်စစ်ကိုပဲဒီပဲမရိမ့်နေရမရိမ့်ဘူးနော်ဟုတ်ဒါဆိုရင်တို့ဒီမှာထားစစ်ရိမ့်တာနဲ့အပြင်မှာတော့အိုက်တယ်ဟုတ်နော်ဒီမှာခုနထားခဲ့တဲ့နေရာကိုပြန်ချိန်မယ်နော်ဟုတ်ဒီမှာမိဘူးတိုက်တဲ့နေရာရဲ့ခုနအောက်ကထားတဲ့နေရာရဲ့ဒီလိုပြန်ချုပ်လိုက်ချုပ်လိုက်တာဒီနေ့လေးဆွဲထားပြီးလို့ရှိရင်ဒီမှာဘောလုံးထားတယ်နော်ဒီတိုက်ထားတဲ့နေရာဒီတိုက်ထားတာနဲ့စင်းနှခမ်းလေးနဲ့ဖြစ်နေဟိုဒါဇင်းမဟုတ်သေးသူ့အရင်နှောင်မဲနှောင်တယ်နှောင်လာတော့ပေါ့ဒီမှာကြောက်လို့ရှိရင်ဒါမပြီးခင်ကိုဒီလိုလေးပြန်ချိန်လိုက်ပြန်ချိန်နော်ဒီရတယ်ဒီလိုလေးဖြစ်နေနှစ်ခုညီနေရမယ်နှစ်ခုညီနေရပြီးလို့ရှိရင်ဒီစင်းနှစ်ခုကလည်းဒီမျိုးလေးဖြစ်နေရဟုတ်စိနေရအေးစိအဲ့ဒါမှစစ်ကဒီလိုမျိုးကြီးကွဲသွားရင်တို့ပြန်လာတဲ့ခါကျရင်ဒီလိုမျိုးဒီနေရာတွေမှာဖနေတယ်ဟုတ်ဟုတ်နော်အဲ့ဒါမှမဟုတ်စစ်ကလေးကဒီစင်းနှစ်ခုကဒီထိတ်ကလေးကအညီခြေချောင်းလေးကအညီအော်သူကဒီလေဒီနေရာထားရမရဘူးအော်သူကစချုပ်ရင်ဒီကပဲစချုပ်ဒီကောင်နဲ့တင်ဒီကောင်ကချက်ကောင်နှစ်ခုစအောက်ချပြီးတော့နှောင်လိုက်မယ်နားလဲတယ်ဟုတ်အဲ့စီးလေးလားကမစီးပြီးလေးလည်းရဟုတ်ပါပါဆရာပြီးဒီမှာဟုတ်လားဆရာမဟုတ်လားနောက်စပီးတည်တည်လားရပြီ